မင်းကလေးဟာတကားကိုဖွင့်လိုက်တာနဲ့ပြင်းထန်တဲ့အားတစ်ခုကသူ့ကိုအပြင်ကိုလွတ်ထွက်သွားအောင်မှုတ်ထုတ်လိုက်ပါတယ်။ကံကောင်းလို့တိုင်ကိုလန့်ကင်နိုင်ခဲ့ပေမဲ့လေအားကအရန်ပြင်းထန်လွန်းတဲ့အတွက်ကြမတောင့်ခံနိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲတကားကရုတ်တရက်ပြန်ပိတ်သွားပြီးမင်းကလေးလည်းတီတီလေးတက်သေးကလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့မှောင်တဲ့ထိသူမဟာထဲကိုဝင်လို့မရသေးပါဘူး။ပြင်းပြင်းရှိတာနဲ့သူမလုထားတဲ့တကြားလုံးကိုစားနေတော့မှမတော်တဆတလုံးကတကားအပြင်ဘက်ကိုပြုတ်ကျသွားပါတယ်။အဲ့ဒီခဏမှာပဲတကားကအဲ့ဒီတကြားလုံးကိုအထဲကိုဆုပ်ယူသွားပါတယ်။မင်းကလေးရဲ့ခေါင်းထဲမှာအကြံတစ်ခုရသွားပါတယ်။သူမဟာအပြင်ကိုအမြန်ထွက်ပြီးတကြားလုံးတစ်လုံးကိုအဝေးကြီးကိုပစ်ထုတ်လိုက်ကတကားပွင့်လာတဲ့အချိန်မှာအထဲကိုအမြန်ပြေးဝင်လိုက်ပါတယ်။ဒါပေမဲ့နန်းတော်ကြီးကပလာဖြစ်နေတဲ့အတွက်မင်းကလေးဟာသူ့ရဲ့တကြားလုံးတွေအားလုံးကိုလေထဲပစ်တင်လိုက်ပါတယ်။မထင်မှတ်ဘဲနဲ့ဖျားသားတလက်ပေါ်လာပြီးတကြားလုံးတွေအားလုံးကိုလိုက်သိမ်းပါတယ်။မင်းကလေးကဓာယိုးကိုအမြန်လန်းဖမ်းပေမဲ့ဓာကသူမကိုချက်ချင်းပဲနောက်ကိုတွန်းလွတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဓာဟာသပင်ဖြူဖြူနဲ့အဖိုးတယောက်အသွင်ပြောင်းသွားပြီးတကြားလုံးတွေကိုခက်တီတီနဲ့စားနေပါတယ်။ဒါကိုမြင်တဲ့အခါမင်းကလေးကအရန်ဒေါသထွက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲအဖိုးအိုဟာရုတ်တရက်သွားကြိုက်လာပါတယ်။သူပစက်လိုက်တဲ့အခါမှာထူးဆန်းတဲ့လေပြင်းတွေထပ်တိုက်လာပြီးမင်းကလေးကိုလွင့်ထွက်သွားစေပြန်ပါတယ်။သူမဟာလေပြင်းကိုအန်တူပြီးအဖိုးအိုကိုကြည့်ဖို့ရှိကိုတိုးသွားပါတယ်။ကြည့်လိုက်တော့အဖိုးအိုရဲ့သွားတွေအားလုံးပိုးစားနေတာကိုတွေ့လိုက်ရပါတယ်။မင်းကလေးဟာသူ့ကိုကုသပေးဖို့အတွက်မော်ပညာကိုအမြန်အသုံးပြုလိုက်တဲ့အတွက်မကြခင်မှာပဲအဖိုးအိုရဲ့သွားကိုက်ဝေဒနာပျောက်ကင်းသွားပါတယ်။သူ့ကိုကျေးဇူးဆက်တဲ့အနေနဲ့အဖိုးအိုဟာတခြားမော်ဝင်ပစ္စည်းတွေနဲ့တွေ့ဖို့မင်းကလေးကိုခေါ်သွားပါတယ်။ဒါပေမဲ့မော်ပစ္စည်းတွေကသူမဟာသူတို့ကိုရေချိုးပေးဖို့လာတာဖြစ်တဲ့အတွက်သူမကိုမုန်းနေကြပါတယ်။သူ့အလုပ်ပြီးဆုံးအောင်လုပ်ဖို့စိတ်ပိုင်းဖြတ်ထားတဲ့မင်းကလေးဟာရှေ့ကိုတိုးပြီးဘူးတီ6ပုံစံမော်ပစ္စည်းကိုလှမ်းဖမ်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲထက်မြက်တဲ့ဓာတ်တလက်ကသူမစီကိုထိုးဆိုင်လာပါတယ်။သူမဟာဓာရဲ့အဆုံးကိုဖမ်းလိုက်ပေမဲ့တိုင်နဲ့စောင့်မိအောင်ဓာကသူမကိုပစ်ပေါက်လိုက်ပါတယ်။အဖိုးအိုကတော့ဘေးကနေကြည့်ပြီးဝမ်းသာအားရဖြစ်နေပါတယ်။ဒါပေမဲ့မော်ပစ္စည်းတွေကမင်းကလေးကိုလှောင်ပြောင်းနေလုံးမှာပဲအကျိုးရှိတစ်ချောင်းကဘူးတီ6ကိုရစ်ပတ်ပြီးအပြင်ကိုလွှဲထုတ်လိုက်ကတိုင်နဲ့စောင့်မိအောင်လုပ်လိုက်ပါတယ်။မင်းကလေးဟာသူ့ရဲ့တာဝန်ကိုနောက်ဆုံးမှာအပြီးတက်နိုင်လိမ့်မယ်လို့တင်ထင်ပါသလား။